ကျွန်တော်အစနေအသင်းကကိုဝင်ဒီစီတီတင်းကို3-0နဲ့နိုင်သွားတာတော့အားလုံးမြင်ပြီးပြီပေါ့နော်တကယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောချင်တဲ့ဥစ္စာကို3-0ဆိုတဲ့ result တစ်ခုတည်းမဟုတ်ပါဘူးဒီဘက်မှာကျွန်တော်တို့အာဒီတာကကျွန်တော်တို့အာဆင်နယ်ကိုဘယ်လိုကစားကမျိုးနဲ့ကစားခဲ့လဲဆိုလေးကကျွန်တော်တို့တကယ်ပဲအာဆင်နယ်အသင်းအတွက်ဘာတွေထပ်ပေးနိုင်ပြီလဲပြီးတော့ဒီ performance ကကျွန်တော်တို့အာဆင်နယ်အသင်းရဲ့တိုက်တဲ့တစ်ဖက်အတွက်ဘာမှစိတ်ကြီးပေးလိုက်တာလေဒီနေ့94မှာအဲ့ဒါတွေကိုကျွန်တော်တစ်စင်းရင်းကြီးဆွေးနွေးတော့မှာပေါ့ခင်ဗျာအားလုံးမင်္ဂလာပါကိုသက်ဖုန်ဘော channel မှာကြိုဆိုပါရစေကျွန်တော်နာမည်ကိုသက်ကြီးပဲဖြစ်ပါတယ်ဗျာကဲကျွန်တော်တို့အာဆင်နယ်တင်းကတော့ Premier League ပွဲစဉ်တစ်ကို3-0ဆိုတဲ့ရလဒ်နဲ့ဖွင့်ပြီးတော့အနိုင်3ပွဲကိုအိတ်ကက်တက်ကောက်ထည့်ပြီးတော့အဆင့်တက်မှာမကြီးရက်တည်နေပြီပေါ့ဗျာကဲဒါပေမဲ့ကျွန်တော်အမြင်ကဒီဘက်မှာအရေးကြီးဆုံးအချက်ကတော့ score line မဟုတ်ဘူးပေါ့ခင်ဗျာအာဆင်နယ်ကဒီပွဲကိုကျွန်တော် block game control လုပ်နိုင်တဲ့ဥစ္စာကိုသုံးသပ်ပြအောင်ပေါ့ကဲကျွန်တော်ပထမဆုံး result ကြည့်မယ်3-0တိုက်တဲ့တစ်ဖက် champion တွေနဲ့အကောင်းဆုံး opener တွေတကယ်ကောင်းနေဗျာတကယ်တိုက်စစ်ကိုဘယ်ရောညာရော present ရော bigger ဆော့မှာလား present ဆော့မှာလားလုံးဝ set speed ကိုမမြင်ရဘဲနဲ့ open play တွေကြီးပဲသုံးခုလုံးတွင်းသွားတာတကယ်ကိုကောင်းပါတယ်လမ်းဘက်ရဲ့ community အသင်းကိုလည်းပြောမှဆိုလို့ရှိရင်များ counter တော့ပဲထောက်မယ်တဲ့လိုအပ်ရင်လိုဆိုတသင်းလို့ zone present နဲ့ဖွင့်လာမယ်လို့ပဲဖွင့်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အားနည်းချက်ပဲ Premier League လို့အသင်းနဲ့ Championship လို့အသင်းနဲ့ကြားအဆင့်နဲ့ကွာဟမှုကိုတော်တော်လေးကိုတွေးရပါလမ်းဘက်အနေနဲ့ Arsenal နဲ့ကစားပြီးတဲ့နောက်ပိုင်းမှာတော့သူ Coventry City အသင်းကို Championship မှာကစားခဲ့တဲ့ play style ကိုစွန့်ပြီးတော့ Premier League မှာဘယ်လိုရှင်သန်ကြံရစ်အောင်ကစားမလဲဆိုတော့လမ်းဘက်အတွက်တွေးရတဲ့ချက်တွေတော့ဖြစ်သွားပြီပေါ့ဗျာ။Arsenal နဲ့ Coventry နဲ့ကဘယ်တော့ကွာလို့ကျွန်တော်ပထမပိုင်းမှာနေArsenal အသင်းကဘောလုံးပတ်စံမှု69%နဲ့ရှိပြီးတော့ဂိုးကန်သွင်းမှု10ချိန်ထိကျွန်တော်တို့ရရှိခဲ့တာပဲ။အရေးကြီးဆုံးတော့ဗျာ Coventry ကိုကျွန်တော်တို့ရဲ့ဒီ penalty area ပေါက်ထဲမှာအခွင့်အရေးတစ်စက်မှမပေးခဲ့တာ။ပွဲတစ်ပွဲလုံးတည်းမှာဗျာပြောလို့ဆိုလို့ရှိရင် Coventry ကကျွန်တော်တို့ Arsenal penalty area မှာထိချက်ဘောလုံး4ချိန်ပဲရှိခဲ့တယ်။ဒါကြောင့်ဒီ3ဆိုတဲ့တိုက်စစ်3ဆိုတဲ့ရလက်ကတိုက်စစ်ကောင်းလို့ရတဲ့ရလက်မဟုတ်ဘူးလုံးဝတသိန်းလုံး play style နေလုံးဝ advantage control တွေပဲရှိလို့ပဲဒီ3ဆိုတဲ့ရလက်ကိုပုံဖော်နိုင်နေတာပဲဖြစ်တယ်ပေါ့ဆိုတော့ဒီဘက်မှာ Arsenal ရဲ့အဓိကပုံစံက4-3-3နဲ့ကျွန်တော်တို့ပေါ်ထွက်လာခဲ့ရာ White Mosquera Gabriel Calafiori Odegaard Lewis Kelly Declan Rice Saka Havertz Zule ဒီရှိကကျွန်တော်တို့ဗျာဒီအသင်းဖောင်လေးကဘောလုံးကန်တဲ့အခါတပုံစံနဲ့မနေဘဲနဲ့ positioning ကိုလုံးဝ flexible ဖြစ်သွားအောင်ပြောင်းလဲပြီးတော့ဆော့နေတာအထူးသဖြင့်ကျွန်တော်ရင်စောင်းပြောချင်တယ်ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ငယ်ငယ်တော့ကြည့်ခဲ့ရတဲ့ကျွန်တော်တို့ချုံမကြီး champion ရွှေဗလာယူရတဲ့ Invisible အသင်းရဲ့အကောင်းဆုံး exit အချမ်းကဘယ်ဝန်း Ashley ကိုရှိမယ် Robert Pires ရှိမယ် Henry ရှိမယ်အဲ့တန်းသွားတာညကကျွန်တော်တို့ရဲ့ပွဲမှာကြတော့ကျွန်တော်တို့အာတီရာရဲ့ Arsenal မှာကြတော့ညာချမ်းပြတ်သွားတယ်ညာချမ်းမှာကျွန်တော်တို့ဘန်ဝိုက်ရှိမယ် Odegaard ရှိမယ် Bukayo Saka ရှိမယ်ကောင်းလိုက်တဲ့ညာချမ်းတိုက်စစ် try ကို3ယောက်ဗျာတကယ်ကောင်းတဲ့3ယောက်အဲ့ဒီ3ယောက်တွဲလုံးလေးတွေရတယ် combination ကတကယ်အလုပ်လုပ်တော့ကျွန်တော်တကယ်ပွဲလုံးမှာမြင်ခဲ့ရတယ်တတိယကူမှဆိုလို့ရှိရင် Saka White ကိုပေးရ White ကနေမှတစ်ဆင့် Odegaard က finish လုပ်သွားတာပဲဒါတော့ finishing လေးမှာတကယ်လေးမတင်မသက်ဖြစ်နေမယ်ညာလေးနဲ့ chop လေးထိပြီးတော့ခိုးသွားတော့ပါဗျာဒါ Arsenal ရဲ့ရေးကြည့်တယ် Arsenal ကိုကျွန်တော်တကယ်အဲ့လိုပုံစံမျိုးနဲ့ဆော့တော့တကယ်တော်တော်မြင်နေတာဗျာဘာလို့လဲဆိုတော့ကျွန်တော် season တစ်ခုလုံးမှာဒီလိုမျိုး automated strategy တွေရှိတာတယောက်ချင်းစီ individual quality တွေတက်ကိုပိုတက်မှုရှိတယ်ကျွန်တော် Arsenal အသင်းကတော်တော် rhythm မိနေပြီဗျာညာချမ်းကတော့လုံးဝကို Messi မှိတ်ပြီးတော့ကြည့်လို့ရတယ် Messi မှိတ်ပြီးလုံးဝကြည့်လို့ရတယ် Saka ထွက်ပြီး Madueke ဝင်လာတဲ့အခါမှာလည်း tactic ကလုံးဝမသိပါဘူးအဲ့ဒီတစ်ချမ်းကအလုပ်ကိုဆက်လုပ်နိုင်မယ်ဆိုတော့တွေ့ခဲ့ရတယ်နောက်ပြီးကျွန်တော်တို့ဒီပွဲအကောင်းဆုံး player ကတော့ကျွန်တော်တို့ရဲ့ captain Martin Odegaard ပဲဖြစ်တယ်ဂိုးတကူရတယ်ဒါပေမဲ့တကူရတဲ့အထက်ကိုမဟုတ်ဘူးသူ့ရဲ့ game control ကပို့ပြီးတော့အရေးကြီးတယ် Arsenal က Coventry ရဲ့ low block တွေကိုဖြောဖို့ဗျာ final တက်မှာ speed တစ် final ပတ်မှာ speed တစ်ခုဖန်တီးပေးနိုင်တဲ့ player တွေရောလိုတယ်အဲ့နေရာမှာ Odegaard ကတော်တော်အရေးကြီးရပဲကျွန်တော်သူ့နေရာကိုကျွန်တော်တို့ဒုတိယမှာကျွန်တော် Aziz ဝင်ဆော့တယ် Aziz ဝင်ဆော့တဲ့အခါမှာ Aziz ကလိုတော့ဆော့လို့မရတော့ဘူးဘာလို့ Aziz Marino အဲ့လိုအလှည့်ကျဝင်ပြီးဆော့နေရတဲ့ကြောင့် Aziz ကကောင်းအောင်ဆော့လို့မရတော့ပြီး Aziz ကကျွန်တော်တို့မာတင်တော့ညာတသိန်းလုံးကိုလိုက်ပြီးတော့ဘောလုံး control လိုက်မလုပ်ပေးနိုင်တဲ့အပြင်ကိုခံတယ်ပတ်မှန်နဲ့အားနေဘောလုံးအရင်ရင်ရင်ကြီးကင်နေကြတယ်ကျွန်တော်မာတင်ကလုံးဝမကင်ဘူးဖနေတယ်ကောင်းလိုက်တဲ့ captain လေးပေါ့ဗျာကဲအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကျွန်တော်မြင်တော့ Odegaard ရဲ့ form ပြင်ရတာတော့ကျွန်တော်တို့ Arsenal တင်းအတွက် Zolit ကခြေစွမ်းပြခြင်းမပြခြင်းတဲ့ဆိုလို့ရှိရင် Premier League ပွဲဥထုတ်ခြေစွမ်းကောင်းဖို့ဆိုကျွန်တော်ဒီ captain ရဲ့ဒီလိုခြေစွမ်းမျိုးကိုကျွန်တော်ကတရားစီလုံးမြင် Champions League ပွဲတွေရော Premier League ပွဲတွေရောအသိဉာဏ်ပွဲတွေရော captain ခြေစွမ်းပြနေရပြီကွင်းလေ captain နဲ့ Declan Rice နဲ့ကွင်းလေကိုလုံးဝ OC ထားတယ်လို့ရှိရင်ဘယ်တင်းမဆိုဘယ်ပြိုင်မဆိုကျွန်တော်တို့ Arsenal တဲ့အနိုင်ယူနိုင်တဲ့ရှိရဆိုကျွန်တော်တစ်ချောက်ယုံကြည်တယ်ကပြီးတော့ထုံးတဲ့နိုင်ကျွန်တော်ရဲ့မပြောမဖြစ်ကစားသမားကတော့ Christo Zolit
ဆိုလေးကကျွန်တော်တို့ community မှာ Messi နဲ့ကစားတော့က assist နှစ်ကြိမ်ရခဲ့တယ်ဒါပေမဲ့ဒီနေ့ Premier League သူ့ရဲ့ debut မှာကျတော့ Coventry ရဲ့ defense ကိုတကယ်ပဲပြဿနာကောင်းဒုက္ခကောင်းပေးနိုင်တယ်အထူးပဲသူ့ရဲ့ဗျာဘောလုံးကိုတိုက်ရိုက်စနေအတွင်းထဲချိုးဝင်တာတို့ကန်ကျင်တာတို့ပတ်စင်တာတို့လုံးချစ်ချင်နေတဲ့သူ့ရဲ့ဖန်တီးမှုဆွဲနေတယ်သူပြသပေးနိုင်တယ်ဗျာဒါပေမဲ့တခုတော့ပြောနေပါဗျာဒီ Premier League ပွဲဥဆွဲမှာတော့ဆိုလေးကကျွန်တော်အဖွင့်လာသွားပြီသူတို့ကောင်းသောလာခြင်းလို့ဆိုလို့ရသွားပြီသူတို့သူ့အတွက်ကိုကျွန်တော်တို့ပြောနေကြစကားအတိုင်းပဲဘယ်ချမ်းမှာသူ့လိုမျိုး backend quality ကောင်းတဲ့ world class player တရားမျိုးကိုလိုချင်သေးတယ်သူနဲ့ရင်မောင်နှမ်းပြီးတော့ဇိုးလေးကိုရှင်ဖိုက်နိုင်ကစားသမားကိုလိုချင်သေးတယ်ဇိုးလေးနဲ့ချွေးသိပ်ပြီးနှစ်သိပ်တာမျိုးကိုတော့ကျွန်တော်လုံးဝမလိုချင်သေးဘူးဘယ်ဟုတ်တဲ့ glass မှာ world class တယောက်ကိုလိုချင်သေးတယ်ကွန်ဆာကိုဘယ်လိုပဲခေါ်နိုင်လဲ Andy-Bata အာတီတာကျေးဇူးပြုပြီးခေါ်ပေးပါပြီးတော့ကျွန်တော်တို့ထပ်ပြောချင်တဲ့ဥစ္စာဒီပွဲမှာကျွန်တော်တို့ Arsenal တဲ့ squad တက်ကိုလည်းကျွန်တော်ပြသပေးတယ်အစ်စ်ခေါ်ထားတဲ့ Bruno Guimaraes ကပေါင်ညာတရားရှိလို့မသုံးနိုင်တဲ့ထောက်ကျွန်တော်တို့ Declan Rice ရဲ့ဝင်ဆွနိုင်တယ် Guimaraes ကိုကျွန်တော်တို့ရဲ့ right kick အရန်မျိုးကိုခေါ်ရတာနော်နောက်ကွင်းလိုက်နေမှာ Guimaraes မပေါက်ဘူးလေပြိတ္တိအတန်မထွက်နဲ့ကျွန်တော်တို့ရဲ့ဒီကွင်းနိုင်မှာပြောမှဆိုရင် Zubimendi မပါတာပဲအံ့ဩရမှာလက်ရှိမှာဖောင်ကောင်းနေတဲ့ဒီကွင်းနဲ့3ယောက်ကပွဲရင်းသွားဆော့မှာနေတယ် Rice Martin Odegaard Skelly 3ယောက်ကပွဲရင်းဆော့မဲ့ကွင်းနဲ့ try အောင်3ယောက်ပဲပြောမှဆိုလို့ရှိရင်ဗျာ Coventry ကကျွန်တော် Arsenal နဲ့ quality ရှင်လို့ရှိရင်တော်တော်လေးအားနည်းတဲ့အသင်းပေါ့ဒါကြောင့်ဒီဘက်မှာအလုံးမဖြစ်တဲ့အရာတွေရှိတယ်အဲ့တော့ပိုကောင်းတဲ့ကျွန်တော်တို့ပြိုင်ပွဲနဲ့တွေ့တဲ့ခါကျရင်ကျွန်တော် Arsenal ရဲ့ကွင်းလေတက်စစ်တွေကိုထပ်ပြီးစမ်းသပ်မယ်ဆိုတဲ့ဥစ္စာမျိုးပေါ့ဗျာကဲနောက်ပိတ်ဆုံးအနေနဲ့အရေးကြီးဆုံးမေးခွန်းကျွန်တော်ဒီ 3D ဆိုတဲ့ result ကကျွန်တော် Arsenal တိုက်တဲ့ defense အတွက်ဘာပြောနိုင်လဲကျွန်တော်မြင်တော့ဒါ title ကိုထည့်ရမယ်ဆိုတော့ proof တော့မဟုတ်သေးဘူးဒါပေမဲ့ဒီလိုအသိငယ်နဲ့တွေ့တဲ့ပွဲမှာဒီလိုခြေစွမ်းတာရလိုက်တာနဲ့ဂိုးပြက်နဲ့ TV ဥစ္စာကတကယ်ကောင်းတယ်လူချင်းနဲ့ရမှတ်တရားတွင်းကိုတရားဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သွားကြမယ်ကျွန်တော်တို့ဒီနေ့လည်းအစင်းသေးဖြစ်နေပြီဆိုတဲ့ဥစ္စာကိုကျွန်တော်16သိန်း fan တို့ကိုကျွန်တော်တို့ပြသခဲ့ပူပါပြီ community ရှိမှလည်း Man City ကို 3-0 Premier League opening game မှာလည်း Coventry City ကို 3-0 အဲ့တော့ back to back 3-0ဆိုတာကလုံးဝယုံကြည်မှုအတွက်ကတော့ဆောင်းက Coventry လည်းပဲ so high ဖြစ်သွားပြီပေါ့ဗျာဒါကြောင့် title race ကိုတကယ်ဆုံးဖြတ်တဲ့အချိန်ကတော့ဒီလိုပွဲတွေမဟုတ်ဘူးလုံးဝအတင်းကြီး6သိန်းနဲ့ပွဲတွေရှိမယ်ပေါ့ဗျာအဝေးဝင်ပွဲတွေရှိမယ်ပေါ့ဗျာနောက်ဒီဇင်ဘာပွဲချက်ကာလတွေရှိမယ်ပေါ့ဗျာချန်ပီယံလိနဲ့ကိုလုံးပြရှိုးချက်ခက်နေတဲ့ကာလအဲ့ဒီကာလတွေအများကြီးလူသေးတယ်ပေါ့အဲ့ဒီချိန်မှာတကယ်ပွဲချက်လက်ရှိမှာတော့ကျွန်တော်တို့ကဖွင့်ပွဲကို3မှတ်နဲ့ဖွင့်နိုင်ခဲ့ပါပြီပေါ့ကဲကျွန်တော်မြင်တစ်ခုပဲပြောလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Arsenal ကပြီးခဲ့တဲ့ချန်ပီယံတင်းကိုထိန်းထားရတဲ့ပိုကောင်းလာတယ်ပိုတချေတစ်ခုရှိနေရတယ်ဆိုလို့ player အသစ်ရောက်လာတယ် Rice ပြန်လာပြီး Saka ပြန်လာပြီး ODG ကလည်းအကောင်းဆုံး performance တွေကိုပြသနိုင်တယ်ကျွန်တော်တို့ Arsenal fan တွေဒါပေမဲ့များတော့မဆုံးသက်သေးဘူး Coventry ကို3-0နဲ့နိုင်တာလုံးဝကောင်းမွန်သောဆက်သက်ခြင်းပဲအဲ့တော့တကယ်ချင်းတို့ဆရာသမားတို့မိတ်ဆွေတို့မြင်အောင်3-0 Coventry ပဲကနေပြီးတော့ဘာတွေပြောချင်သေးလဲအကောင်းဆုံးကစားသမားကိုဘယ်သူ့ကိုပေးချင်လဲဆိုလက်ကိုရောတကယ်ကိုသဘောကျကြရလားကျွန်တော်တို့ Arsenal တင်းနဲ့ Premier League တိုင်းနဲ့ defense ကိုဒီနေ့မှထပ်ပြီးကောက်ခဲ့ပြီးတော့ back to back champion ဖြစ်ပြီးလို့ယုံကြည်လားဆိုတော့ကျွန်တော်ရဲ့ comment box တွေမှာကျွန်တော်ဆွေးနွေးပေးကြပါဦးကိုဇက် football channel ကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ